ကဲမင်္ဂလာပါမျိုးတို့ကြီးအဲနော်ကျွန်တော်ဈေးဥပေါက်ပေးတဲ့နေရာမှာတော့နော်ကီးတွေဟိုဟာမှန်ပြီးတော့ကျွန်တော်တို့နော်တွဲကနန်းလေးတွေမှန်လိုက်ဘူးပေါ့နော်ခွန်နဲ့ပတ်သက်လို့ကျွန်တော်ပေးထားတာဆိုရင်ခွန်1ခွန်6နော်ခွန်1ခွန်6တကယ်ထွက်သွားတော့80 82တဲ့နော်ပုတ်တိကတိနဲ့ခံလိုက်ရပြန်တယ်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့စကားတွေရှိဝေးလည်းမပြောဘူးကျွန်တော်လည်းတိတ်မအားလက်တဲ့အတွက်ကျွန်တော်20လေးပဲစမယ်ဗျနော်အဲ့တော့20လေးစမယ်ဆိုတော့ကျွန်တော်ဘယ်ကစမလဲဆိုတော့39 83ညစမယ်ဗျနော်39 83ညနော်ဒီနေရာမှာကျွန်တော်မနေ့ကပို့တင်လိုက်တယ်ဆိုအိုးအောက်မှာဝမ်းသာအားရတွေလာပြီးမှန်းကြတယ်နော်အားပေးစကားတွေပြောကြတယ်နော်တတိရတဲ့အကြောင်းတွေပြောကြတယ်အားလုံးကိုတယောက်ချင်းကွန်မန့်မှာပြန်နိုင်မိမယ်အားလုံးကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်လည်းအတက်နဲ့ဆိုကိုယ့်ရဲ့ဟို friend အနေနဲ့နော်ကိုယ့်ရဲ့ဟိုဟာတွေနဲ့ကိုလူရင်းနဲ့ကိုအေးဆေးကျွန်တော်နေတိုင်းတွေ့ကျင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်မှလည်းအကြောင်းလေးကြောင့်ဟိုပတ်တည်းကကျွန်တော်မတင်နိုင်တာတွေတော့နားလည်းခွင့်လို့ပြပါနော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့ဆက်စားမယ်နော်ခုန39 83ညပြီးသွားတဲ့အခါကျတော့4နှစ်2 3 36 ခွန်8ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီနှစ်ကဲတဲ့ဒီ6ကဲပေါင်း8ပါတဲ့เนาะ8ရဲ့နှစ်ခက်က1ရဲ့ပါဝါ6 8 1 6ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့8 1တဲ့8 1မှာ8ကော1ကောထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်9နှစ်တဲ့9နှစ်မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျဒီကနေ့လည်းเนาะကျွန်တော်မနေ့ကပေးတဲ့ကီးမှာဆိုလဲကျွန်တော်အခွေအနေနဲ့အောင်တာပဲเนาะအဲ့တော့ကျွန်တော်တို့80နှစ်မှာအခွေအနေနဲ့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြုံဆက်တွက်မယ်25ခွန်9 33ည49 31 ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလေးကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ4ရဲ့တဲ့ဒီ1ကဲပေါင်းပါမယ်4ရဲ့1ကဲပေါင်းတော့9ရဲ့နှစ်ခက်က3ရဲ့ပါဝါ8 5 3 8ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့9နှစ်တဲ့9နှစ်မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်3ည3နဲ့3ည3မှာလဲ3တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်3ခွန်8 5 4 5 5ခွန်ခွန်6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့လေးကိုတွက်မယ်ဆိုရင်ဒီ9ရဲ့တဲ့ဒီ9ရဲ့ပေါင်း3ညတဲ့3ညရဲ့နှစ်ခက်ကခွန်ရဲ့ပါဝါက2 3ည9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတာကြည့်လိုက်ရအောင်53ညတဲ့53ညမှာကျွန်တော်တို့3ညသလုံးထိပြီးအောင်ခဲ့ပါတယ်94တဲ့94မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ဒီတစ်ပတ်ကတော့ဟိုကျွန်တော်တို့တစ်ပတ်စာပတ်တီးကတ်တွေပေးတာတွေလည်းအကုန်ဟိုတနေ့တည်းနဲ့ဟိုအကုန်အောင်သွားတယ်လို့ပြောရမလို့ဖြစ်နေနော်တစ်ပတ်စာပတ်တီးကတ်ယူထားလို့သိပါတယ်နော်နောက်တစ်ခါ36 8 5 4 1ခွန်4 2 3 5ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မဲ့ကြည့်မယ်ဆိုရင်ဒီ1ကဲတဲ့ဒီ2ကဲပေါင်း3ရဲ့နှစ်ခက်က9ရဲ့ပါဝါက3ည3 5 3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့6 5တဲ့6 5မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်8တဲ့ခွန်8မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်6 6 5 1ခွန်6 39 3ည1ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့3ရဲ့တဲ့1ကဲပေါင်းပါမယ်3ရဲ့1ကဲပေါင်းတော့4ရဲ့နှစ်ခက်က2ရဲ့ပါဝါခွန်4 2ခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3 8တဲ့မအောင်ပါဘူးဗျာ5ခွန်နဲ့5ခွန်မှာတော့ကျွန်တော်ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်1 5 5 3 1 5
2 4ခွန်3ည3ည8ခွန်3ည3ည8ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီ2ကဲတဲ့ဒီ3ညရဲ့ပေါင်း2တဲ့2ရဲ့နှက်ခက်က44ရဲ့ပါဝါ9 2 4 9ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့4 5တဲ့4 5မှာ4တလုံးထိပြီးအောင်ခဲ့ပါတယ်6 8တဲ့6 8မှာလည်း6တလုံးထိပြီးတော့ညာရောမနဲ့ကောထပ်အောင်ပါတယ်ဗျကဲနောက်တစ်ပြန်တွက်ပါမယ်2 4 3ည1 2 4 3ည1ခွန်3 3ည1ခွန်3 3ည1 2 8 3ညခွန်2 8 3ညခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်3ညရဲ့8ကဲပေါင်း8ပါတဲ့8ရဲ့နှစ်ခက်က1 1ရဲ့ပါဝါ6 8 1 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်เนาะအဲ့တော့ကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်3ည4တဲ့မအောင်ပါဘူးဗျာ6 6တဲ့6 6မှာတော့ကျွန်တော်6တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်ခွန်2 3ည3ခွန်2 3ည3 4 5 3ည5 4 5 3ည5 3 1ခွန်6 3 1ခွန်6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အားလေးကိုတွက်မယ်ဆိုရင်ဒီ3ညရဲ့တဲ့ဒီ1ကပေါင်းတော့1ပါတဲ့1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 1 8 3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့ခွန်1တဲ့ခွန်1မှာ1တလုံးထိပြီးအောင်ခဲ့ပါတယ်6 8တဲ့6 8မှာလည်း8တလုံးထိပြီးတော့ညာရောမနဲ့ကောထပ်အောင်ခဲ့ပါတယ်ဗျကဲအဲ့တော့ကျွန်တော်တို့ဒီ20လေးကိုဆက်ပြီးတော့အင်္ဂါနေ့အတွက်တွက်ကြည့်လိုက်ရအောင်4 နှစ်4 4 4 3 9 1 4 3 9 1ခွန်3ညခွန်2ခွန်3ညခွန်2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လေးကိုတွက်မယ်ဆိုရင်ဒီ9ရဲ့တဲ့ဒီ3ညရဲ့ပေါင်း9ပါတဲ့9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 6 6 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်ကထုံးစံအတိုင်းပဲကီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့ကဏ္ဍလေးထုတ်ကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲเนาะကီးထိတ်ကီးထိတ်ကကျွန်တော်မနေ့ကပြန်ပြီးစမ်းတွက်တဲ့ခါကျတော့ဒီကနေ့ကီးထိတ်ကဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့ထိတ်မဖြစ်ပဲကီးပဲဖြစ်သွားတယ်เนาะဒါပေမဲ့ပြေးတက်ကလည်းကီးထိတ်ကလေးတောင်းဆိုနေတဲ့အတွက်ကျွန်တော်ကီးထိတ်ကိုပြန်တင်ပေးမယ်เนาะကီးထိတ်ကျွန်တော်မနေ့ကကီးထိတ်ကိုစမ်းမှာမို့လို့ကျွန်တော်မတင်သေးဘူးဆိုပြီးထားလိုက်တယ်ကျွန်တော်စမ်းလိုက်တဲ့အခါမှာကီးအနေနဲ့ပဲထွက်သွားတယ်เนาะဒါပေမဲ့ကီးထိတ်ဆိုတော့ကျွန်တော်ထိတ်ဘက်ကိုအာသာပြီးကစားမယ်ပေါ့เนาะကြတော့ကျွန်တော်တို့ကီးဘက်ကြတော့ကရိုက်နေနဲ့ဖုံးကပြန်ထွက်သွားလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ထိပ်ဘက်မှာတင်ကစားပြီးတော့ကီးဘက်ကြတော့လဲကျွန်တော်နည်းနည်းလေးရှော့ကစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကီးထိပ်ဆိုတဲ့အခါမှာ6 9 4ပါတဲ့နော်ကီးထိပ်က6 9 4ခုနကီးရိုးရိုးကကျွန်တော်တို့ဗာလဲကီးရိုးရိုးက6 6 1နော်ကီးရိုးရိုးက6 6 1အဲ့တော့ဒီနှလုံးကိုပြန်ကြည့်မယ်ဆိုရင်6 6ဒီကျွန်တော်တို့အမာလို့ပြောရမယ်လို့ဖြစ်နေပါဗျာเนาะအဲ့တော့ကျွန်တော်မာစတာကီးဆိုရတယ်မာစတာကီးရဲ့ဒီကနေ့တော့ဖောင်းဖြစ်သွားဗျာเนาะအဲ့တော့ကျွန်တော်တို့ဖောင်းဖြစ်တယ်ဆိုတော့တစ်လုံးမှန်ပြီးတစ်လုံးပြတ်သွားတာပေါ့เนาะအဲ့ဒါခွန်3ည2 4ပါတဲ့တစ်ခုကเนาะခွန်3ည2 4နောက်တစ်ခုကကျွန်တော်တို့2ခွန်4 9ကောင်းပြီကျွန်တော်တို့အဲ့တော့6 6ကိုပဲကျွန်တော်ကအမာကစားမှဖြစ်တဲ့အတွက်ကျွန်တော်6 6နဲ့ပဲကတ်မယ်4နဲ့ကတ်ထားတော့ကိုဖောက်ကြိုက်ချင်တဲ့ကတ်နော်4နဲ့ကတ်ထားတော့ကိုဖောက်ကြိုက်ချင်တဲ့ကတ်နော်ကျွန်တော်တို့4ရဒီမှာ main ဖြစ်နေတဲ့အတွက်ကျွန်တော်ကဒီတိုင်းတော့မကတ်တော့ဘူးနော်ဒီမှာ4ဆိုရင်သူကအောက်မှာ4 9 4 6 4 1ပေါ့နော်ဒီလိုကတ်မှာကျွန်တော်ကဒီမှာ4ရပါနေပြီနော်အဲ့တော့ကျွန်တော်က6 9ကိုအဓိကထားမယ်ဆိုတော့6 9ကိုအဓိကထားမယ်ဆိုဒီမှာ6လမ်းရှိနေတဲ့အတွက်6နဲ့ပတ်သက်လို့ဒီအပေါ်အစိမ်းကနန်းနဲ့ပဲကတ်မယ်နော်အဲ့တော့6ခွန်6 3ည6နှစ်6 4တဲ့เนาะနောက်တစ်ခါ6နဲ့ပတ်သက်လို့6ခွန်9 3ည9နှစ်6 4ဆိုပြီးဒီလိုမျိုးကျွန်တော်ရမယ်အဲเนาะရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်အကြိုက်ကိုပဲကျွန်တော်ပြောမှာเนาะအမျိုးတို့အနေနဲ့ကြိုက်ပါမကြိုက်ပါကျွန်တော်မဆိုလို့ကျွန်တော်ကတော့အဓိကအားဖြင့်မနေ့ကကျွန်တော်ပြောတယ်တနင်္လာအင်္ဂါမှာ6တစ်တပြားဆိုကျွန်တော်တနင်္လာမှာ6တစ်နဲ့ပတ်သက်လို့မကစားသွားတဲ့ခါအင်္ဂါမှာတော့ကျွန်တော်ကျင်းစီလောက်ရှိတယ်လို့ကျွန်တော်တွက်တဲ့အတွက်ဒီမှာက
6969ဆိုတကယ်လို့1နဲ့ကစားမယ်ဆိုရင်တော့ဗျာဒီ1နဲ့ဟိုပေါ့1ခွန်တို့10တို့ဟုတ်လား1 2တို့1 4တို့နော်ဒီလိုမျိုးကစားပေါ့1 9တို့နော်ကျွန်တော်က1နဲ့မကစားဟိုဒီပေါ့6နဲ့9နဲ့ပဲကျွန်တော်အဓိက main ယူလိုက်တာဟုတ်နော်အဲ့တော့6ကိုကျွန်တော်ပို့ပြီး main ယူလိုက်တယ်အဲ့တော့ကျွန်တော်6ခွန်ရယ်60ရယ်62ရယ်64ရယ်ဆိုတဲ့ကီးကဏ္ဍ၄ခွက်ရမယ်ကဏ္ဍ၄ခွက်ရမယ်အခါကျတော့မနေ့ကကျွန်တော်တို့ပြောခဲ့တယ်6ထိပ်လို့ထွက်ပြီးသွားရင်တဲ့ဗာလဲ9 3ည38 break 9 3ည38ဆိုရ break ဟာတဲ့2ရက်အတွင်း3ရက်အတွင်းထွက်ရမယ်တဲ့ဆိုအခုကျွန်တော်တို့က1ရက်ထွက်သွားပြီမအောင်ဘူးမအောင်တဲ့အတွက်ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆို9 3ည38နဲ့ပတ်သက်လာဆိုရင်60ခွန်ရယ်62က64ရယ်ဆိုတာပဲသွားရှိမယ်အဲ့တော့အမျိုးတို့အနေနဲ့ကြာချင်တဲ့ယူပါကျွန်တော်ကတော့6ခွန်ရယ်6နှစ်က64ရယ်ကိုထိုးပါမယ်เนาะအဲ့ဒီမှာကျွန်တော်ရဲ့အကြိုက်ကတော့69နဲ့62ကိုကျွန်တော်ပို့ကြိုက်ပါတယ်အမျိုးတို့အနေနဲ့လည်းအကြိုက်တူသလားအကြိုက်တွင်ယူပါเนาะအကြိုက်မတူနဲ့မယူပါနဲ့ကျွန်တော်ပြောသလိုပဲကျွန်တော်လည်းဆရာကြီးတယောက်မဟုတ်ဘူးဆိုတာဟိုတုန်းကလည်းပြောခဲ့တယ်ဟိုကျွန်တော်နားတော့ကျွန်တော် comment တစ်ခုဝင်ဖမ်းလိုက်တယ်ကီးမမှန်လို့တဲ့နောက်တနေ့မတက်တာဖြစ်မယ်လေကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်ဒီစေတနာနဲ့တင်ပေးခြင်းဖြစ်တဲ့အတွက်မှားခြင်းမှန်ခြင်းကိုကြိုက်မှယူကျွန်တော်ကမှားသွားလို့လေကျွန်တော်ဘာမှတုံ့လို့စရာအကြောင်းမရှိဘူးကျွန်တော်ဘယ်သူ့အချိန်မှာပတ်စံယူထားတာမဟုတ်ဘူးဒါပေမဲ့လည်းခုနပြောလို့အားလုံးတော့အောင်စေချင်တာအမှန်ပဲနော်ဒါပေမဲ့ကျွန်တော်နားလိုက်တယ်ဆိုတာလေကျွန်တော်အကြောင်းလေးကိစ္စလေးအကြောင်းပဲနားလိုက်တာဗျနော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ကြိုက်တာကတော့6ခုနဲ့6နှစ်ကိုပို့ကြိုက်ပါတယ်6လေးကိုကျွန်တော်ရန်ထိုးပါမယ်တကယ်လို့ဥပမာ9 3ည38နဲ့ပတ်သက်တာကစားခြင်းတယ်ဆိုဥပမာ1နဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့ဟိုဟာ4တစ်တို့နော်4တစ်တို့2တစ်တို့ခွန်တစ်တို့ကောင်းပါတယ်9 3ည38ပရိနဲ့လည်းသွားကိုက်ညီရပေါ့နော်တကယ်လို့တစ်ကိုကစားမယ်ဆိုရင်ဒီတစ်ကိုယူကစားမယ်ဆိုရင်ဒီကောင်လေးနဲ့ကတ်ကစားလို့လည်းရပါတယ်ကဲအဲ့တော့ဒီကနေ့တော့တင်ဆက်မှုလေးကိုဒီလောက်နဲ့ပဲကျွန်တော်ပိုင်းမှာဖြစ်တဲ့အတွက်အားလုံးစိတ်ချမ်းသာရေးကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတကားလားနော်တနင်္လာနေ့မှာအောင်ပွဲမရခဲ့ပေမဲ့အင်္ဂါနေ့မှာအောင်ပွဲရလို့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတက်လိုက်ပါတယ်ဗျာ